ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နိုင်ဖြစ်ပါတယ်ဗျာနော်အခုကျွန်တော်ပြောချင်တဲ့စကားလေးတစ်ခုရှိရဗျာနော်လောလူငယ်တွေဂိမ်းတွေတအားဆွဲနေကြတယ်ဒီဘာဂိမ်းလဲဆိုတော့ကျွန်တော်တို့ online game ကျွဲဂိမ်းတို့ဘာတို့ slot game တွေပေါ့နော်ဆွဲနေကြတယ်ကိုကျွန်တော်တော်တော်များများတွေ့တယ်ကျွန်တော်လည်းအပါဝင်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ရဲ့အတွေ့အကြုံလေးတစ်ခုပြောပြမယ်လွန်ခဲ့တဲ့ဒီတစ်လတုန်းကပေါ့နော်လွန်ခဲ့တဲ့တစ်လလောက်ကကျွန်တော်ဒီဖဲဂိမ်းဆော့တယ်နော်၄ချိန်၅ချိန်လောက်ဆက်တိုက်ကျွန်တော်နိုင်လာတယ်ဘယ်လောက်နိုင်လာလဲဆိုတော့ဘတ်2000ခွဲအထိကျွန်တော်နိုင်လာခဲ့တယ်ဒီ9ချိန်ကျွန်တော်ဆော့တာ9ချိန်လုံးနိုင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီ2000ခွဲကိုရလာလို့ကျွန်တော်မတော်ဘူးကျွန်တော်ထပ်ပြီးတော့လိုချင်တယ်လောဘတက်တယ်ပေါ့နော်အဲ့6ကမြောက်6ချိန်မြောက်မှာကျွန်တော်ထပ်ပြီးတော့ဝင်ဆော့တယ်အဲ့ဒီ6ချိန်မြောက်မှာပဲကျွန်တော်ရထားသမျှ2000ခွဲအကုန်ပြန်ရှုံးတယ်ကျွန်တော်ရလာတဲ့အမျက်တာမကဘဲနဲ့ကျွန်တော်ရဲ့စုထားတဲ့ပတ်စံတွေပါအရင်တွေပါကျွန်တော်အကုန်ပါသွားတယ်အဲကြောင့်ကျွန်တော်ဒီမှာကျင်တဲ့စကားလေးကအခုတလောလူငယ်တွေဂိမ်းဆွဲနေတဲ့လူငယ်တွေဆိုရင်အခုချက်ချင်းရက်လိုက်ပါရောက်နေတဲ့နေရာကနေရက်လိုက်ပါကိုနိုင်ဒီဖြစ်စီရှုံးဒီဖြစ်စီကျွန်တော်ရက်လိုက်ပါနိုင်နေတဲ့သူတွေလည်းအခုမရက်ဘူးဆိုရင်တော့နောက်တစ်ချိန်မှာကျွန်တော်တို့ကိုယ့်ရဲ့အမျက်တွေမကဘဲနဲ့ကိုယ့်ရဲ့စုထားတဲ့ငွေတွေပါအကုန်လုံးပျောက်သွားနိုင်ပါတယ်ဒါတွေမကဘဲနဲ့ကျွန်တော်တို့ဆိုင်ကယ်ရှိရင်လည်းဆိုင်ကယ်တွေပါသွားပေါက်အောင်မယ်ကိုယ်မှာကားရှိရင်လည်းကားတွေပါသွားပေါက်အောင်မယ်ပေါ့နော်နိုင်ငါမှာအကျွေးရှိတယ်ဆိုပြီးတော့စိတ်တွေညက်ပြီးတော့သူများစီမှာသွားချီတော့ပြန်လာဆော့အဲ့ဒါမျိုးလုံးဝမလုပ်နဲ့နော်အဲ့ဒါပို့ပြီးတော့ဆိုးသွားမယ်ကိုယ့်ရဲ့လမ်းပေါက်တွေပို့ပြီးတော့ပိတ်သွားမယ်နော်ကျွန်တော်တတိပေးခြင်းတယ်ကျွန်တော်ရဲ့ကိုယ်တွေးလေးပေါ့နော်လာပြီးတော့ပြောပြပေးတယ်ဒီကျွန်တော်လိုမဖြစ်စေချင်ဘူးเนาะမဖြစ်စေချင်ဘူးပေါ့နော်ကျွန်တော်မှလည်းဒီအခုလက်ရှိဂိမ်းဆော့လို့ကျွန်တော်အကျွေးတွေရှိလာတယ်အဲ့ဒီအကျွေးတွေကိုလည်းကျွန်တော်အခုထိဆက်ပြီးကျွန်တော်မဆော့လာတလတတိကျွန်တော်မဆော့ဘူးဒီအခုကျွန်တော်ဖြတ်လာတာတလရှိပြီပေါ့နော်အဲ့ဒီတလတောအတွင်းမှာကျွန်တော်ဘာတွေလုပ်ဖြစ်လဲဆိုတော့ကျွန်တော်ဒီအစားဆိုရင်တော့ဂိမ်းတွေနဲ့ပဲအချိန်ကုန်တယ်အခုနောက်ပိုင်းဆိုရင်ကိုဝါသနာပါတဲ့အရာတွေကိုလုပ်ဖြစ်တယ်ပြီးတော့ဒီအလုတ်ပိတ်တို့အားတဲ့အချိန်မှာလဲဒီဟိုသွားအပြင်တွေသွားလေဖြစ်တယ်ပေါ့နော်ပြီးတော့တဘာဝအလားတွေတဘာဝအပြင်မှာသူများတွေဘာဘလိုတွေလှုပ်ရှားလဲဘလိုတွေလှုပ်ကြလဲဘလိုတွေနေထိုင်လဲဆိုတာသိရတယ်ပေါ့နော်အဲကြောင့်ဂိမ်းမစောပါနဲ့ဂိမ်းစောရင်အချိန်လဲကုန်မယ်ပတ်စံလဲကုန်မယ်ပြီးတော့ကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအကုန်လုံးထိခိုက်ပါတယ်เนาะကိုတယောက်တည်းထိခိုက်တာမဟုတ်ပါဘူးအဲကြောင့်တတိပေးစေခြင်းပါတယ်ဗျာเนาะအဲကြောင့်ဂိမ်းလုံးဝမစော့ပါနဲ့ဒီခေါင်းကစားဂိမ်းတွေလုံးဝမစော့ပါနဲ့လို့ကျွန်တော်အကြံပြုခြင်းပါတယ်ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်စေတနာဖြစ်ပါ